မင်္ဂလာပါရှင်အခုဗီဒီယိုလေးမှာသွေးတိုးနဲ့ပတ်သက်ပြီးအပေါ်သွေးအောက်သွေးဆိုတာဘာလဲပြီးတော့မြန်မာနိုင်ငံမှာသွေးတိုးပြီဆိုတာနဲ့ဘာကြောင့်ဆေးကိုတန်းပေးကြတာလဲနောက်တစ်ချက်ကတော့သွေးပေါင်ချိန်ကိုဘယ်လိုမှန်ကန်အောင်တိုင်းတာရမလဲဆိုတဲ့အချက်တွေကိုတစ်ချက်ချင်းစီလိုက်ရှင်းပြပေးသွားပါမယ်ဖြစ်ပါတယ်ရှင်အပေါ်သွေးဆိုတာအကျဉ်းမြင့်အားဖြင့်နှလုံးမြင့်အားကြောင့်ဖြစ်ပေါ်လာတဲ့ဖိအားလို့ပြောလို့ရပါတယ်အသက်ကြီးတဲ့အခါမှာသွေးကြောတွေရဲ့ကျုပ်နိုင်ဆန်နိုင်စွမ်းကအားနည်းလာတဲ့အခါမျိုးမှာသွေးကြောထဲမှာအဆီတွေစုပုံလာတဲ့အခါမျိုးမှာပြီးတော့နှလုံးခုန်လုံးမြန်စေတဲ့ချက်တွေဖြစ်တဲ့လေပင်ကြီးယောဂသွေးအားနေတာကိုဝင်ဆောင်တဲ့ချိန်တွေရဲ့စိတ်လှုပ်ရှားတာနဲ့စိတ်ပီစီမှုများတဲ့အချိန်တွေပြီးတော့လေ့ကျင့်ငန်းလုပ်တာတွေနဲ့နာကျင်တဲ့အချိန်မျိုးတွေမှာဆိုရင်အပေါ်သွေးတိုးတယ်လို့ပြောလို့ရပါတယ်ရှင်။အောက်သွေးဆိုတာကတော့အကျဉ်းမြင့်အားဖြင့်သွေးကြောတွေရဲ့တောင့်ခံနိုင်တဲ့ဖိအားကနေဖြစ်ပေါ်လာတယ်လို့ပြောလို့ရပါတယ်။သွေးကြောနံရံတွေမာနေတဲ့အခါမျိုးမှာအဝလွန်တဲ့အခါမှာအဆီတွေကသွေးကြောတွေကိုဖိမိပြီးတော့ကျုံဆက်နေရတဲ့အခါမျိုးတွေမှာပြီးတော့ကြောက်ကက်ယောဂသမားတွေစိတ်လှုပ်ရှားတဲ့အခါတွေမှာနဲ့ငန်စားတာများတဲ့အခါမျိုးတွေမှာအောက်သွေးတိုးတယ်လို့ပြောလို့ရပါတယ်ရှင်။ကဲအခုဆိုရင်တော့အပေါ်သွေးအောက်သွေးဆိုတာဘာလဲအပေါ်သွေးတိုးတယ်အောက်သွေးတိုးတယ်ဆိုတာဘာလဲဆိုတာကိုရှင်းပြီလို့ယူဆပါတယ်ရှင်။နောက်ဆက်အနေနဲ့မြန်မာနိုင်ငံမှာသွေးတိုးပြီဆိုတာနဲ့ဘာကြောင့်ဆေးကိုတန်းပေးကြလဲဆိုတဲ့အချက်ကိုရှင်းပြပါမယ်ရှင်။မြန်မာနိုင်ငံကလူများစုကသွေးတွေဆေးတွေစစ်တဲ့အလေးအချင်းကအားနေတာအငန်လေးစားတဲ့ဟာများတာပြီးတော့ကိုခန္ဓာလေးချိန်ထိန်းတာလည်းအားနေတယ်ပြီးတော့လှုပ်ရှားမှုအားနေတာတွေမျိုးတွေဖြစ်တတ်ကြပါတယ်မိမိကိုယ်သွေးတိုးရှိမှမသိတဲ့သူအများစုကခေါင်းမူတာဇက်ကြောတက်တာဖြစ်တဲ့အခါမှာခဏလေးနားလိုက်တာနဲ့သက်သာသွားပြီးတော့သွေးဘလောက်တိုးနေတယ်ဆိုတာကိုသတိမထားမိတတ်ကြပါဘူးသွေးပေါင်ချိန်လည်းမချိန်မိတတ်ကြဘဲနဲ့လုံးဝမသက်သာတဲ့အခါကျတော့မှဆေးရုံဆေးကန်းသွားပြတဲ့အခါမှာသွေးပေါင်ချိန်က160 180နဲ့200ဝန်းကျင်ကြီးဖြစ်နေတတ်ကြပါတယ်ဒါကြောင့်ဆေးရုံဆေးကန်းရောက်တဲ့အခါမှာအထက်ပါအချက်တွေစုပြီးတဲ့အခါကျတော့သွေးတိုးတက်တန်းရင့်နေပြီသွေးအမြဲတမ်းတိုးနေတဲ့အဆင့်ရောက်နေတာဖြစ်တဲ့အတွက်ဆရာဝန်တွေကသွေးကျစေးသွေးထိန်းစေးကိုပေးရတာပဲဖြစ်ပါတယ်ရှင်